တနင်္ဂနွေနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း8ရက်နေ့မှ14ရက်နေ့ထိတပတ်စာမြန်မာရိုးရာပြည်တွင်ဟောစာတမ်းဒီတပတ်မှာတနင်္ဂနွေနေ့မွေးသူတွေအတွက်အလုပ်ကိုင်ငွေကြေးနဲ့လူမှုဆက်ဆံရေးပိုင်းတွေမှာတိုးတက်မှုတွေမြင်ရနိုင်မယ့်အချိန်ဖြစ်ပါတယ်။အရင်ကနှောင့်နှေးနေတဲ့ကိစ္စတချို့ပြန်လည်အဆင်ပြေလာနိုင်ပြီးမျှော်လင့်ထားတဲ့သတင်းကောင်းတွေလည်းကြားရနိုင်ပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းခွင်မှာလူကြီးသူမတွေရဲ့အားပေးမှုနဲ့ယုံကြည်မှုကိုရရှိလာနိုင်ပါတယ်။အလုပ်သစ်ရှာဖွေနေသူများအတွက်အခွင့်အရေးကောင်းတွေပေါ်လာနိုင်ပါတယ်။စီးပွားရေးသမားများအနေဖြင့်ထောက်တည်အသစ်များတိုးလာနိုင်ပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံကောင်းနေပြီးအပိုဝင်ငွေတချို့ရရှိလာနိုင်ပါတယ်။သို့တော့မလိုအပ်တဲ့အသုံးစရိတ်တွေများလာနိုင်တာကြောင့်ငွေကြေးစီမံခန့်ခွဲမှုကိုဂရုစိုက်ဖို့လိုပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်အခြေရေးကတော့စင်ကိုတွေအတွက်မိတ်ဆွေတယောက်ကနေအခြေရေးအခွင့်အလမ်းဖြစ်ပေါ်လာနိုင်ပါတယ်။ချစ်သူရှိသူတွေကတော့နားလည်မှုတွေပုံမခိုင်မာလာပြီးပျော်ရွှင်စရာအချိန်တွေကိုဖြတ်တန်းရနိုင်ပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်ကျန်းမာရေးကတော့အပူကြောင့်ဖြစ်တဲ့ဝေဒနာများခေါင်းကိုက်ခြင်းနဲ့အိပ်ရေးမဝခြင်းတို့ကိုသတိထားပါ။ရေများများတောက်ပြီးအနားယူချိန်လုံလောက်စွာယူပါ။တနင်္ဂနွေနေ့မွေးသူများအတွက်ရှောင်ရံကတော့ဒေါသနဲ့ဆုံးဖြတ်ချက်ချခြင်းငွေကြေးအာမခံပေးခြင်းအလင်းစလိုရင်းနှီးမြှုပ်နှံခြင်းတို့ရှောင်ပါတနင်္ဂနွေနေ့မွေးသူများအတွက်ဆောင်ရံကတော့တနင်္ဂနွေနေ့တွင်အနီရောင်ပန်းလှူဒန်းပါမိဘဆရာသမားများအားကြော့ပါကောင်းမှုကုသိုလ်ပြုလုပ်ပြီးမေတ္တာပို့ပါကံကောင်းစေသောအယောင်အနီရောင်လိမ္မော်ရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့တလေးခုနှစ်ကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့ဗုဒ္ဓဟူးနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာစိတ်ရှည်တည်ခံပြီးအခွင့်အရေးတွေကိုတေချာအသုံးချနိုင်ရင်အောင်မြင်မှုတွေနဲ့ကံကောင်းခြင်းတွေရရှိလာနိုင်ပါတယ်အခုလိုတပတ်စာပေတင်ဟောချက်တွေကိုအမြဲကြည့်ရှုခြင်းရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး